အခုကတော့ရန်ကုန်တန်လွင်ရဲ့ corner suite အခန်းကိုတက်ကြည့်မှာဖြစ်ပါတယ်ရန်ကုန်တန်လွင်မှာကောင်းတဲ့အချက်ကတော့အခန်းကြီး room တွေအရန်ကျယ်တယ်ပေါ့နော်ဒီမှာစဝင်လာလို့ရှိရင်ဒီမှာပစ္စည်းထားလို့ရမယ့်နေရာရှိတယ်တော်တော်လေးကျယ်တယ်ပေါ့နော်အရန်ကြိုက်တဲ့အချက်ကတော့ရေချိုးခန်းမှာဘယ်အခန်းမဲစယူ stand ရေချိုးလို့ရတဲ့ဟာရှိမယ် toilet ရှိမယ်အကြိုက်ဆုံးကတော့နောက်တစ်ခုကတော့ base အခန်းကနေစပြီးတော့အနှိမ့်ဆုံးခန်းကနေစပြီးတော့ bed လေးပါတယ်ပေါ့နော်ပြီးလို့ရှိရင်အခန်းက corner suite ဆိုတဲ့အတိုင်းပဲထောက်မှရှိတယ်ပေါ့နော်ဒါကတော့ဖူးတို့အခုအလွာနှိမ့်တဲ့အခန်းလေးကိုပြထားဖြစ်တဲ့အတွက် view ကတော့အရင်မသိတာသေးဘူးပေါ့နော် coffee တောက်လို့ရမယ်ဒီမှာရေခဲတက်တာပါမယ်ပြီးလို့ရှိရင် safety box ရှိမယ်ပေါ့နော်တော်တော်ကြီးကိုကျယ်ပါတယ် dryer လည်းရှိမယ်ဒီထဲမှာအဝတ်ထားခြင်းရင်ထပ်ပြီးတော့ထားလို့ရအောင်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီမှာတငယ်ချင်းတွေလာတာပဲဖြစ်ဖြစ်အဖွဲလိုက်လာလို့ရှိရင်တငယ်ချင်းတွေထိုင်လို့ရမယ့်နေရာရှိရဒါမှမဟုတ်နှစ်ယောက်ထဲလာရဲဆိုရင်ထိုင်လို့ရမယ့်နေရာပြီးရင်ဒီဟာနဲ့အိယာချာမကိုလည်းနေရာကတော်တော်လေးကျယ်တယ်ပေါ့နော်အိယာလည်း okay တယ်ပြီးရင်ဒီမှာ relax လုပ်လို့ရမယ့်ခုံလေးတစ်ခုံရှိမယ် TV ကြည့်လို့ရမယ်ပြီးရင်အဖွဲလိုက်လာပြီးတော့မုတ်စားတာပဲဖြစ်ဖြစ်ပါဆိုလို့ရှိရင်ဒီလို room ကျယ်ကျယ်လေးရှိမယ်ဟိုမှာအလုပ်လုပ်တဲ့လူတွေအတွက်ဆိုရင်ဒီမှာအလုပ်လုပ်လို့ရမယ့်နေရာလေးရှိတယ်ဒါကတော့ဖူးကအခုအလွာနှိမ့်နေတဲ့အတွက်ကြောင့်မလို့ view ကတော့တေချာလေးမမြင်ရတာပေါ့နော် corner suite ကိုအလွာမျက်နှာယူမယ်ဆိုလို့ရှိရင်တော့အရန်လာတဲ့ view city view ကိုမြင်ရမှာပေါ့နော် river view လည်းရှိပါတယ်ဒါရန်ကုန်တန်လွင်ရဲ့ corner suite အခန်းလေးဖြစ်ပါတယ်ရှင်